ရုတ်တရက်ဆိုသလိုကောင်လေးဝတ်ထားတဲ့အာကာသဝတ်စုံဟာအဖြူရောင်ပြောင်းသွားပါတယ်ဒါဟာရိုးရိုးချက်ပြမှုမဟုတ်ပဲအန်ရကြီးတစ်ခုရောက်လာတော့မယ်ဆိုတဲ့သတိပေးချက်ပါသူ့လက်ဖွားကိုကြည့်လိုက်တဲ့အခါမှာတော့အသက်အန္တရာယ်ပေးနိုင်တဲ့အကောင်တစ်ကောင်ကတ်နေတာကိုတွေးလိုက်ရပါတယ်သူချက်ချင်းဆွဲခွာပစ်လိုက်ပေမဲ့နောက်ကျသွားခဲ့ပါပြီဒဏ်ရာကတဖြည်းဖြည်းမဲလာပြီးသူ့မျက်နှာတစ်ခုလုံးပုံစံပြက်ကအမြင်အာရုံတွေပါဝေဝါးလာခဲ့ပါတယ်သူ့ဖေကတားဖြစ်သူဒုက္ခရောက်နေတာကိုမြင်ပေမဲ့ပြာရခတ်မသွားပဲစေးအိတ်ကိုအမြန်ထုတ်ဖို့ပြောလိုက်ပါတယ်ကောင်လေးကရှေးဦးသူနာပြုစုရေးအိတ်ကိုထုတ်ပြီးပထမဆုံးအစိတ်ဖြည့်စေးတစ်ချက်ကိုသူ့ကိုယ်သူချက်ချင်းထိုးလိုက်တာပေါ့အဖေဖြစ်သူကဒုတိယတစ်ချက်ထပ်ထိုးဖို့ပြောပေမဲ့သူ့မှာအားရမရှိတော့ပဲခဏချင်းမှလည်းတတိလစ်သွားပါတော့တယ်သူ့အဖေကတော့ကောင်းကောင်းသိတာပေါ့ဒီနေရာမှာရက်နေရင်တေးဖို့ပဲရှိတယ်ဆိုတာဘာလို့လဲဆိုတော့ဒီကြိုပုံမှာနေ့နဲ့ညအပူချိန်ကွာခြားချက်ကဘလောက်တောင်ပြင်းထန်လဲဆိုရင်အပင်တွေတောင်အသက်ရှင်ဖို့ခန္ဓာကိုယ်ကိုပိတ်ပစ်ကြရတာပါအကယ်၍ကောင်လေးသာညမိုးမချုပ်ခင်မြေအောက်ပူပေးစုံကိုမရောက်ရင်တေးရမှာတေးချတဲ့လောက်ပါပဲအာကာသဝတ်စုံကပုံမှန်အရောင်ပြန်ပြောင်းသွားတဲ့အချိန်မှာတော့ကောင်လေးနိုးလာခဲ့ပါတယ်သူ့အဖေကအဲ့ဒီအပူပေးစုံဟာ10ကီလိုမီတာအကွာအဝေးမှာရှိတယ်လို့ပြောတာကြောင့်သူချက်ချင်းပဲခရီးဆက်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရိတ်ခါတွေကိုစစ်ဆေးကြည့်တဲ့အချိန်မှာတော့ဂျေဒင်တယောက်အသက်ရှူအကြီး20ရော်နေနေတာကိုသတိပြုမိသွားပါတယ်ဒါဟာပန်းတိုင်ကိုအရောက်သွားဖို့မဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောပါပဲဒါကိုသူကသူ့အဖေကိုအတိမပေးပဲဆက်လျှောက်ခဲ့ပါတယ်အဖေဖြစ်သူကအားလုံးကိုရိပ်မိပေမဲ့ဘာမှမပြောပဲတိတ်ဆိတ်နေခဲ့တာပေါ့ညဘက်ရောက်လာတဲ့အခါမှာတော့လျှက်စီးတွေလက်မိုးချင်းတန်တွေဆူညံပြီးမိုးသေးထန်စွာရွာသွန်းပါတော့တယ်ဂျေဒင်ကတစ်ပင်တစ်ပင်အောက်မှာပုန်းနေခဲ့ရတာပါသူ့ရင်ထဲမှာကြောက်စိတ်တွေပြည့်နေနေပေမဲ့သူ့အဖေကတော့အဝေးကနေလာမဲ့အန်ရယ်တွေကိုလှမ်းပြီးသတိပေးနေခဲ့ပါတယ်နေမင်းပွင့်လာတဲ့မနက်ခင်းမှာတော့သူခီးဆက်ပြန်ပါတယ်လန်ခီးမှာမြောက်တွေတွေကိုတွေးလိုက်ရတာကြောင့်အနားမှာအန်ရယ်ရှိတဲ့တာရဲတိတ်ဆန်ရှိနေပြီဆိုတာသိလိုက်ရပါတယ်သူလမ်းကြောင်းကိုချက်ချင်းပြောင်းလိုက်ပေမဲ့အဲ့ဒီလမ်းကကြီးမားတဲ့ရှုံမြောင်ကြီးတစ်ခုစီကိုတွားပေါက်နေပါတယ်သူ့အဖေကသူ့မှာတရက်စာပဲအသက်ရှူရည်ကျန်တော့တယ်လို့လှမ်းပြောပါတယ်ဒီရှုံမြောင်ကြီးကိုပတ်သွားရင်3ရက်ကြာမှဖြစ်ပြီးရေတကုံထဲကိုဖျက်ခုံချရင်တော့2ရက်ပဲကြာမှာပါဒါပေမဲ့အဲ့ဒီလိုခုံချဖို့ကတိတ်ကိုအန်ရယ်များလာပါတယ်အဖေကတားဆီးခဲ့ပေမဲ့လည်းသူ့အမေတေဆုံးခဲ့ရမှုအပေါ်နောင်နာတွေအပြစ်မကင်းစိတ်တွေနဲ့ပြည့်နှက်နေတဲ့ဂျေဒင်ကစကားမနာထောင်ပဲရေတခွန်တဲကိုခုံချလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲကြီးမားတဲ့လင်းယုံငှက်ကြီးတစ်ကောင်ကပြန်ဝဲဆင်းလာပြီးသူ့ကိုတုတ်ချီသွားပါတော့တယ်။ဂျေဒင်ကရုန်းကန်ပေမဲ့လင်းယုံကြီးကသူ့တိုက်ရှိရာကိုခေါ်သွားခဲ့ပါတယ်။သူပြန်လို့လာတဲ့အချိန်မှာတော့ကြားအများပြားအတိုက်ပေါ်ကိုတက်လာနေတာကိုမြင်လိုက်ရပါတယ်။လင်းယုံကြီးကကြားတစ်ကောင်ကိုရင်ဆိုင်တိုက်ခိုက်နေတော့တခြားကြားတွေကအပေါ်ကိုရောက်လာခဲ့ပါပြီ။ဂျေဒင်ကတက်တိရှိရှိနဲ့ကြားတစ်ကောင်ကိုအလဲထိုးနိုင်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲလင်းယုံပေါက်လေးတွေဟာတက်ဖြတ်ချင်းခံလိုက်ရပါပြီ။ဝမ်းနဲ့ပူဆွေးမှုနဲ့ဒေါသတွေပောက်ကွဲသွားတဲ့လင်းယုံကြီးကနားကွဲမတက်အော်ဟစ်ပါတော့တယ်ဂျေဒင်လည်းအဲ့ဒီအခွင့်အရေးကိုတုံးပြီးအမြန်ထွက်ပြေးခဲ့ရတာပေါ့သူ့အဖေကိုဆက်သွယ်ဖို့စူးစမ်းပေမဲ့ဆက်သွယ်ရေးဆက်ကပျက်စီးသွားခဲ့ပါပြီအခုတော့သူဒီခီးစဉ်ကိုတယောက်တည်းဆက်သွားရပါတော့မယ်ညရောက်လာတာနဲ့အမျှအေးတန်ကပိုဆိုးလာပြီးအပင်တွေပါအေးခဲကုန်ပါတယ်သူ့ရဲ့အာကာသဝတ်စုံကလည်းအဖြူရောင်ပြန်ပြောင်းသွားခဲ့ပါပြီအေးတန်ကြောင့်သူ့ခန္ဓာကိုယ်ကအရှုံးပေးလိုက်ရပြီးသတိလစ်လဲကျသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တစုံတစ်ယောက်ကသူ့ကိုကျင်းတစ်ခုတည်းစီတရွတ်တိုက်ဆွဲခေါ်သွားခဲ့တာပေါ့နောက်တနေ့မနက်သူနိုးလာတဲ့အချိန်မှာတော့သူ့အပေါ်မှာအဲ့ဒီလင်းယုံငှက်ကြီးကအသက်မဲ့လျက်လဲလျောင်းတည်ဆုံးနေတာကိုမြင်လိုက်ရပါတယ်တကယ်တော့ဒီလင်းယုံကြီးကဂျေဒင်ကိုအေးခဲမသွားအောင်သူ့ရဲ့အသက်ကိုဆွတ်လွတ်ပြီးကာကွယ်ပေးသွားခဲ့တာပါအချိန်ကတိတ်မကြမ်းတော့ပါဘူးဂျေဒင်ကပျက်စီးနေတဲ့အပျက်စီးတွေကြားထဲရှာဖွေရင်းနဲ့နောက်ဆုံးမှာတော့အသက်ရှူအရည်နဲ့အချက်ပြဆက်ကိုတွေ့သွားပါတယ်ဒါပေမဲ့အချက်ပြဆက်ကပျက်စီးနေတာပေါ့အဲ့ဒီအချိန်မှာပဲချင်းချောက်မှုအရှိဆုံးတာရဲတရိတ်ဆန်ကြီးကသူ့ရဲ့နှောင်အိမ်ထဲကနေလွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီကောင်ကြီးပေါ်လာတာနဲ့ကောင်းကင်ကြီးတစ်ခုလုံးမှောက်မိုက်သွားတာဟာသူ့အနားမှာရှိနေပြီဆိုတဲ့နိမိတ်ပါပဲဂျေဒင်ကအချက်ပြလိုင်းလို့ဖို့အပေါ်ကိုတက်ခဲ့ပေမဲ့အဲ့ဒီသားရဲကြီးရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်အချက်ပြဆက်ပြုတ်ကျသွားပြီးဂျေဒင်လည်းကြောက်ဆောင်လူပေါ်ကိုလွင့်ကျသွားခဲ့ရတာပေါ့သူ့ကိုယ်သူကြာရှုံးသွားပြီလို့ထင်နေမိတာသူ့အမကိုလည်းမကယ်နိုင်ခဲ့တယ်လို့အခုလည်းသူ့အဖေကိုကယ်နိုင်မှာမဟုတ်တော့ဘူးပေါ့ဒါပေမဲ့အဆုံးစုံအချိန်မှာတော့သူ့ရဲ့အချက်ပြဆက်ကအလုတ်ပြန်လုပ်သွားခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့ကလည်းသူ့အဖေကိုနောက်ဆုံးမှာဘေးကင်းရန်ကင်းနဲ့ကယ်တင်နိုင်ခဲ့ပါတော့တယ်